သူတစ်ဖက်သားကိုအဆက်ခွဲတတ်တဲ့သူကလေကိုယ့်ရဲ့အသက်တာလဲမကောင်းစားအဲ့တော့ကျမ်းစာထဲမှာတခင်ယေရှုကဘာပြောထားသလဲဆိုတော့မဿဲအခန်းကြီး9အငယ်1မှာတင်တို့ဒီစစ်ကြောဆုံးဖြတ်ခြင်းနဲ့ကင်းလို့ရမည်အကြောင်းသူတစ်ပါး၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနဲ့တဲ့တချို့တွေကိုနဲ့မဆိုင်မင်းနဲ့သူတစ်ပါးရဲ့အဆက်ကိုတွားခွဲတာတကယ်တော့လောကကြီးမှာလူဆိုတာတယောက်မှမကောင်းပါဘူးကိုလည်းမကောင်းမင်းနဲ့မကောင်းတဲ့လူအချင်းချင်းကိုသူရဲ့နောက်ကျောင်းတွေပြောပြီးအဆက်ခွဲတာသူများရဲ့ comment အောက်မှာတွားပြီးတော့အဆက်ခွဲတာ post တင်ပြီးတော့အဆက်ခွဲတာဒါမျိုးတွေလေသူများရဲ့ကိစ္စကိုစစ်ကြောဆုံးဖြတ်တဲ့သူရတယ်ကိုတိုင်ကလည်းစစ်ကြောစီညင်ကိုခံရမယ်တဲ့အဲ့တော့ကိုကစစ်ကြောခြင်းကိုမခံချင်ဘူးဆိုရင်သူများကိစ္စလည်းမစစ်ကြောနဲ့တဲ့ကျမ်းစာထဲမှာလည်းသူများကိုအဆက်ခွဲလိုက်လို့ကိုတိုင်တဘဝလုံးတားဆင်မြေဆက်ကြိမ်ချင်းခံရတဲ့သူဆိုတာရှိတယ်အဲ့ဒါကဘာဦးကျမ်းအခန်းကြီး9အငယ်20ကနေ25တရက်မှာနောအေးကလေလုတ်ပြီးမှသူ့ရဲ့ခြံထဲမှာစပစ်ဥယျာဉ်စိုက်တယ်ဒါနဲ့အဲ့စပစ်ဥယျာဉ်ကနေရတဲ့စပစ်ရည်ကိုတောက်ပြီးသူကမူးပြီးတော့အိတ်နေတယ်မူးပြီးအိတ်ပျော်နေတဲ့အချိန်မှာနောအေးကအဆက်ပေါ်သွားတယ်အဆက်ပေါ်သွားတဲ့နောအေးကိုဘသူကအဆက်ခွဲလဲဆိုတော့ခါနန်ကအဆက်ခွဲတယ်ခါနန်ရဲ့အဘဟာမကနောအေးအဆက်ပေါ်တယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်နော်အကူနှစ်ယောက်ကိုသွားပြောပြီးအကူနှစ်ယောက်ကလည်းဝတ်စားနဲ့ဖုံးပေးလိုက်တယ်နောအေးနိုးလာတော့သူ့ကိုဘသူလုပ်လဲဆိုတာကိုသူသိတဲ့အခါမှာသူအဲ့ဒီသူ့ကိုအဆက်ခွဲတဲ့မျိုးကိုကြိမ်တော့အဲ့ခါနန်ရဲ့မျိုးရိုးကလေတားစင်မြေဆက်ကြိမ်ချင်းခံရတယ်နော်တကယ်တော့နောအေးလဲတကယ်လဲမူးနေတာလေဒါပေမဲ့လည်းနောအေးကိုအဆက်ခွဲတဲ့သူကကြိမ်ချင်းပူခံရတယ်နော်တမိုင်းမှာတော့ဒီထက်မကပူပြီးမှလေးနေတဲ့ဟဲ့ရတယ်ရှိတယ်ဆိုတာကိုတွေ့ရတယ်ပြီးတော့နောက်ထပ်တစ်ယောက်အဲ့ဒါကဒါဝိဒ်ရဲ့မယားရှောလုရဲ့သမီးမိခါလာဟာတရက်ကြတော့လေဒါဝိဒ်ကဗရင်တစ်တာတွေထမ်းပြီးဖခင်ရဲ့ရှေ့မှာကခုန်ချီးမွမ်းပြီးပျော်ပြီးပြန်လာတဲ့အချိန်ဒါဝိဒ်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဘရင်အဝတ်ကျွတ်သွားတဲ့အခါမိခလာကဲ့ရဲ့တဲ့ကြည်စမ်းပါဦးဒီရှင်ဘရင်ကရှင်ဘရင်နဲ့မတူဘူးလူအများရှိမှာစကားနဲ့ကဲ့ရဲ့တဲ့အခါမှာလေမိခလာရဲ့ဘဝတာမမွေးရဘူးတဲ့ညီကောင်တို့မတို့မကောင်းစားဘူးနော်ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာလေကိုကသူတစ်ဖက်သားကိုအဆက်ခွဲတာကဲ့ရဲ့တာကသူများလည်းအဆက်ကွဲတယ်လို့ကိုကလည်းမကောင်းစားဘူးညီကောင်တို့မတို့ဖယားတခင်ရဲ့ရှေ့မှာဖယားတခင်ကတယောက်ရဲ့အပြစ်ကိုတယောက်ဖုံးအုပ်ပြီးမှတွင်တင်ဆုံးမတဲ့သူဖြစ်ဖို့ပဲဖယားကအလိုတော်ရှိပါတယ်ညီကောင်တို့မတို့ဒီနေ့ကျွန်တော်တို့တက်တာထဲမှာသူတစ်ပါးကိုအဆက်ကွဲအောင်လုံးမိနေပြီလားဒါဆိုရင်တော့ပြုပြင်ဖို့လိုအပ်ပါတယ်ပြောစရာရှိလို့ရှင်ဆုံးမစရာရှိလို့ရှင်ကောင်းအောင်တွင်တင်ဆုံးမရင်းနဲ့သူ့ရဲ့အပြစ်ကိုမေတ္တာအားဖြင့်ဆွဲခေါ်ရင်းနဲ့ဆုံးမခြင်းအားဖြင့်အသက်တာများကိုကောင်းစားအောင်တည်ဆောက်ပေးကြရအောင်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့အနေငယ်ဝေငှပါတယ်အရောက်တိုင်းဖျက်ရင်ကောင်းကြီးရှိပါစေ